ရေလီတာပေါင်းများစွာကိုတောက်သုံးနိုင်တဲ့ငလိပ်စွန်ဟာမြန်မာသမုဒ္ဒရာထဲမှာတွေ့ရှိရတဲ့ငလိပ်ကြောင့်အမျိုးအစားထဲမှာအကြီးဆုံးမျိုးစိတ်တစ်မျိုးဖြစ်ပါတယ်။ရှေမျောနဲ့ငားငယ်များကိုအဓိကစားတောက်ကြပြီးအချို့ခံမှန်းချက်တွေအရသူတို့ရဲ့ဗဟတ်ကနေတစ်ဆင့်တနအီလရေကာလပေါင်း1500အထိတောက်သုံးနိုင်ကြတယ်လို့ဆိုပါတယ်။အရွယ်ရောက်ပြီးတဲ့ငလိပ်စွန်အမတကောင်ဆိုရင်အတောင်မှန်အစွန်းနှစ်ခုကို22ပေအထိရှိကြပါတယ်။ငလိပ်စွန်များတခါတရံမှာအမြင့်9ပေအထိရေထဲကနေခုန်တက်နိုင်ကြပါတယ်။မျိုးပွားနှုန်းကတော့တခြားရေနေတရဝါတွေထက်နည်းတယ်လို့ဆိုကြပါတယ်။ဘယ်လောက်ထိနည်းလဲဆိုရင်ငလိပ်စွန်အမတကောင်က2နှစ်ကနေ5နှစ်အထိသားလောင်းတစ်ကောင်သို့မဟုတ်2ကောင်အထိသာပေါက်ဖွားနိုင်ကြလို့ပါ။ငလိပ်စွန်တွေကိုကမ္ဘာတဝန်းရှိအပူပိုင်းဒေသရေပြင်များမှာတွေ့ရပေမဲ့စိတ်မကောင်းစရာကလူသားတွေရဲ့ငါးအလွန်ကျွံဖမ်းခြင်းနေရင်းဒေသများပျက်စီးခြင်းတွေကြောင့်အကောင်ကြီးများကျဆင်းပြီးမျိုးတုံးလူနီးပါးမျိုးစိတ်အဖြစ်သတ်မှတ်ခံထားရပါတယ်။